င်လာပါရှင်ဒီနေ့မှာတော့ Unity Channel ကနေကြက်လက်ကျဆိုလိုက်ပါပေါ့နော်ဒီနေ့မှာတော့ဘာလို့ကြမလို့လဲဆိုတော့အခု game ထဲရောက်နေပါပြီဖြစ်ပါတယ်ဒီ game ထဲမှာဆိုရှင်အတိကဘာလို့ရလဲဆိုတော့ပေါ့နော်အားလုံးကိုပြောထားတဲ့အတိုင်းပဲသူကအစားတယ်အဲ့ဒါလူလိုပဲနော်ဆော့လို့ရအဲ့ game ကိုပြောထားပါတယ်ဒီတစ်ခါမှဆိုရှင်သူကကိုညီမနဲ့သူတွေနဲ့လည်းမဟုတ်ပဲနဲ့တခြားနည်းကအမေရိကန်နည်းကလူတွေနဲ့လည်းတွဲဆော့လို့ရတယ်ဆိုတာကိုအတစ်ထွင်နေတာပဲဖြစ်ပါတယ်။ဒါထွင်ထားတော့ကြာပါပြီဒါပေမဲ့အခုမှကြချစ်တာပေါ့နော်။ကြာမယ်ပေါ့နော်မတခြားလေးကြည့်ထားပါ။အမှပေါ့နော်ပထမဆုံးရှင်မှသူတွေ့ရပါလိမ့်မယ်အမှပေါ့နော်အဲ့ဟိုဖုန်းပုံနဲ့ဆိုလေးထမှာနေတယ်လို့ရှင်အဲ့လိုမျိုးပုံလေးနော်ဒီထဲမှာကို fan လုပ်ချင်တဲ့ဆိုရှင်လက်ပေါ်မှာ6သွားနေတဲ့အဲ့ဒီလူကို fan ဖမ်းပြီးတော့ပေါ့နော်ဖုန်းနဲ့မဲ့လေးတောက်ပြီးတော့မှတွဲဆော်လို့ရသူနှစ်ချင်းနဲ့လုပ်လို့ရပြီပေါ့နော်အရင်မိုက်ပါရဲ့အဲ့ဟာလေးကလေအခုအဲ့ကိန်းထဲမှာတော်တော်လေးကိုခစ်စားနေရတဲ့ထဲလည်းပါရဲ့တကယ်တော့ဒီဗီဒီယိုကိုကြက်နေတဲ့ရင်တော့ like ဆိုကနေလုပ်ပြီးတော့ပါအောင်နော်တကယ်တော့ Unity နဲ့တွဲဆော်ခြင်းနဲ့ဆိုရှင်ဒီဗီဒီယိုလေးကို like ဆိုကနေလုပ်ပြီးတော့ပါဒီကိန်းလေးရဲ့နာမည်ကတော့ Party Star လို့နာမည်ပေးထားရပဲဖြစ်ပါတယ် bye bye